စကဲနံပါတ်1တော့လေးစကဲရဲ့ Facebook page YouTube channel တစ်ခုစလို့ကို follow တမဖို့ subscribe လုပ်ပြီးမှသာကျွန်တော်တို့အစီအစဉ်မှာပါဝင်လေးရမှာပဲဖြစ်ပါတယ်ဆိုလိုတဲ့ကကျွန်တော်ဒီစီစီမှာရည်ထားတဲ့အစုတွေကကျွန်တော်တို့ကို follow လုပ်ပေးထားတဲ့ follower တွေကိုဒါပြီးချစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်စကဲချင်းနံပါတ်2ကတော့ပထမဆုံးမန်တဲ့လူတယောက်ကိုပဲရွေးချယ်ပြီးတော့စူးချမှာဖြစ်ပါတယ်စကဲချင်းနံပါတ်3ရက်အတွင်း comment တွေကိုတရားဝင်ယူပါတယ်တတိလာနေ့ကနေပိုတခုနေ့အတွင်း comment တွေကတရားဝင်ပါတယ်ချက်တာပရင်းနေ့မှာ matter comment တွေကိုအဖြေဘယ်လိုဝင်မှာကျွန်တော်တရားမဝင်တော့ပါဘူးစူလဲချမှာမဟုတ်ပါဘူးစကဲချင်းနံပါတ်4တချင်းကိုခံမတဲ့အခါမှာခေါင်းစီလေးနဲ့ပဲကိုရက်ပြီးတော့ခံမပြပါဥပမာကျွန်တော်အနေနဲ့ idiot ပါရဲ့လူအဂီတာအမ်ပယ်ကိုခံမမယ်ဆိုရင်နံပါတ်1အတူနံပါတ်2မီနီနီဘိုနံပါတ်3မီတိုမီနံပါတ်4ဆူလာနံပါတ်5တွေ့ရတာဝန်တာတဲ့ဒီလိုခံမပေးဖို့ဒီတရားခံပါတယ်စီကချဲနံပါတ်5ကတော့ပိတ်တဲ့လေးကနေတစ်စိပဲတစ်ချင်းတွေကိုတွားရောက်နားထောင်ပေးပါအဲ့ဒီလေးတွေက official platform တွေရဲ့လင်းမလို့ပါတခြား media တခြား channel တွေမှာတင်ထားတဲ့တစ်ချင်းတွေကိုတွားရောက်နားစီမယ်ဆိုတော့တစ်ချင်းတွေဝယ်လည်မှုရှိနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်